အားလုံးပဲမင်္ဂလာပါဥရောပဘောလုံးလောကရဲ့နောက်ဆုံးရအကစားသတင်းတွေမှာတော့တော်တရန်ဟော့စပါအသင်းကဘရာဇီးကလပ်အသင်းဖြစ်တဲ့စန်တိုအသင်းရဲ့လက်ဖက်ခန့်စစ်ကစားသမားဖြစ်တဲ့ဆူဇတ်ကိုခေါ်ယူဖို့ကလပ်နှစ်သင်းကြားမှာအလုံးစုံသဘောတူညီမှုရရှိခဲ့ပြီဆိုပြီးတော့မှအီတလီသတင်းတောက်ဖြစ်တဲ့ဖာဗီဇီယိုရိုမာနိုကရေးသားဖော်ပြထားတယ်တော်တရန်ဟော့စပါအသင်းကကစားသမားရဲ့ပြောင်းရွှေ့ခြင်းကိုယူရို15တန်းပေးချေရမှာဖြစ်ပြီးတော့မှမကြခင်မှာကစားသမားကစစ်စစ်မှုခံယူဖို့တော်တရန်ဟော့စပါအသင်းရှိတဲ့လန်ဒန်ကိုတွားပြီးပို့ပေါ်မှုအခြေအနေရှိတယ်ဆိုပြီးတော့ရေးသားဖော်ပြထားတယ်အာဆင်နယ်ရဲ့အင်္ဂလန်တောင်ပိုင်းကစားသမားဖြစ်တဲ့ဘူကိုယိုဆာကာကတော့ကလပ်သင်းနဲ့နောက်ထပ်9နှစ်သက်တမ်းရှိတဲ့စာချုပ်အသစ်ထပ်တိုးနိုင်ခဲ့ပြီဆိုပြီးတော့ကလပ်သင်းဘက်ကဖော်ပြထားတယ်ဒါကြောင့်မို့လို့ဘူကိုယိုဆာကာကဒါ2031ထိအာဆင်နယ်အသင်းစီဆက်ရှိသွားမှာလည်းဖြစ်တယ်တစ်ဖက်မှာတော့အာဆင်နယ်အသင်းကပဲဒေါ်မွန်အသင်းရဲ့အသက်19နှစ်ရွယ်လူငယ်ကစားသမားဖြစ်တဲ့ရိုမီယိုရီတာကိုခေါ်ယူဖို့ဒါအာဆင်နယ်အသင်းဘက်ကကြိုးပမ်းမှုတွေရှိတယ်ဆိုပြီးတော့မှ Sky Germany ကရေးသားဖော်ပြထားတယ်ကစားသမားခေါ်ယူရေးဆိုင်ရာမှာတော့အာဆင်နယ်အသင်းအနေနဲ့ဥရောပရဲ့ထိပ်သီးကလပ်အသင်းဖြစ်တဲ့ AC Milan အသင်းနဲ့အပြိုင်ခေါ်ယူရဖို့အခြေအနေရှိတယ်ဆိုပြီးတော့ Sky Germany ကလည်းရေးသားဖော်ပြထားတယ် Premier League ကလပ်အသင်းဖြစ်တဲ့ Liverpool အသင်းရဲ့အီတလီကစားသမားဖြစ်တဲ့ Chiesa ကိုတော့လက်ရှိမှာ Premier League ကလပ်အသင်းတွေဖြစ်တဲ့ဒါကျွန်တော်တို့တစ်ဖက်ကဝဟန်အသင်းနဲ့ဘုံမောက်အသင်းတို့က January transfer window မှာရာသီဝက်အငားနဲ့ခေါ်ယူဖို့ Liverpool အသင်းစီတရားဝင်ကန့်လန့်ထားတယ်ဆိုပြီးတော့မှ Merseyside News ကရေးသားဖော်ပြထားတယ်တစ်ဖက်မှာတော့ Liverpool အသင်းရဲ့ဒါ Hungary ကွင်းလယ်ကစားသမားဖြစ်တဲ့ Dominic Szoboszlai ကိုတော့ဥရောပရဲ့ထိပ်သီးကလပ်အသင်းတွေဖြစ်တဲ့ Real Madrid အသင်းအပါအဝင် Bayern Munich အသင်းတို့ကကျွန်တော်ဗောလေဒီကစားသမားကိုမြန်မာတဲ့ပြောင်းရွှေ့ခြင်းနဲ့ခေါ်ယူဖို့စိတ်ဝင်စားတယ်ဆိုတဲ့သတင်းတွေထွက်နေတဲ့အပေါ်မှာSzoboszlai ကဒီအသင်းတွေကိုပြောင်းရွှေ့သွားတာတဲ့ဆိုင်ရင် Liverpool အသင်းမှာပဲကာလာရှည်ဆက်ရှိဖို့ဆုံးဖြတ်ထားတဲ့အခြေအနေကြောင့်မို့လို့ Liverpool အသင်းနဲ့ပဲကာလာရှည်တက်တန်းတိုးဖို့ပြင်ဆင်သွားမယ်ဆိုပြီးတော့မှကစားသမားရဲ့ agent ကဖော်ပြထားတယ်Manchester United အသင်းအနေနဲ့လာမယ့်နွေရာသီ transfer window မှာတော့ Nottingham Forest အသင်းရဲ့ကွင်းလယ်ကစားသမားဖြစ်တဲ့ Elliot Anderson အပါအဝင်ကျွန်တော်တို့ဒါ Premier League ကလပ်အသင်းဖြစ်တဲ့ Brighton အသင်းရဲ့ကွင်းလယ်ကစားသမားဖြစ်တဲ့ Carlo Valerio ကိုခေါ်ယူဖို့ကလပ်အသင်းရဲ့ဘုတ်အဖွဲ့ကစီစဉ်နေတယ်ဆိုပြီးတော့မှ Manchester Evening ကဖော်ပြထားတယ်တစ်ဖက်မှာတော့ Chelsea ရဲ့နေပြသစ်ဖြစ်လာတဲ့ Rosario ကတော့ဒါကျွန်တော်တို့အနေနဲ့ပေါ့လေဒါလာမယ့်နွေရာသီ transfer window မှာဘာစီလိုနာအသင်းရဲ့ကစားသမားဖြစ်တဲ့ဒါကျွန်တော်တို့ဗောလေဒီ Fermin Lopez ကိုခေါ်ယူဖို့စိတ်ဝင်စားတာဖြစ်ပြီးတော့မှကလပ်အသင်းရဲ့ဘိုးအဖွဲ့ကိုလည်းကစားသမားကိုခေါ်ယူပေးဖို့တိုက်တွန်းသွားမယ်ဆိုပြီးတော့မှ Sky Sport ကဖော်ပြထားတယ်။ Newcastle အသင်းကတော့ Chelsea အသင်းရဲ့ဗောလေအင်္ဂလန်တောင်ပိုင်းကစားသမားဖြစ်တဲ့ Raheem Sterling ကိုအမှန်တကယ်ခေါ်ယူဖို့စိတ်ဝင်စားပြီးတော့မှ Raheem Sterling နဲ့ဒါကျွန်တော်တို့ဆွေးနွေးမှုတချို့ရှိခဲ့တယ်ဆိုပြီးတော့မှ Daily Mail ကရေးသားဖော်ပြထားတယ်။ Newcastle အသင်းတာဝန်ရှိတဲ့သူတချို့နဲ့ Raheem Sterling နဲ့ဆွေးနွေးမှုမှာတော့အဆင်မပြေမှုတချို့ရှိခဲ့ပြီးတော့မှကစားသမားရဲ့မြင်မာတဲ့လောက်ခလာတာအခြေအနေကြောင့်မို့လို့ Newcastle အသင်းကတော့ခေါ်ယူဖို့ကြိုးပမ်းသွားတော့မှာမဟုတ်ဘူးဆိုပြီးတော့မှလည်းရေးသားဖော်ပြထားတယ်။ဆိုတော့ကြည့်ရှုပေးခဲ့တဲ့ဒုတိယချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ပါတယ်။မြန်မာပြည်သူပြည်သားလုံးစိတ်ချမ်းသာခြင်းကိုယ်ကျန်းမာခြင်းနဲ့အားလုံးပြည့်စုံကြပါစေ။အားလုံးကိုကျေးဇူးတင်ပါတယ်။